ခင်ဗျားထောက်ပြတာတွေကအရန်ကိုလက်တွေ့ကြပြီးကြောက်စရာကောင်းတဲ့ခါးသီးတဲ့အမှန်တရားတွေပါကျွန်တော်ဘက်ကနေပြီး data တွေရဲ့လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေရဲ့ကိုအခြေခံပြီးခင်ဗျားရဲ့စိုးရိမ်မှုတွေကိုတစ်ချက်ချင်းခွဲခြမ်းစိတ်ဖြာကြည့်ရအောင်နံပါတ်1အလုပ်ကိုင်အစားထိုးမှုခင်ဗျားပြောတာမှန်ပါတယ်စက်မှုတော်လိုင်းရေးတုန်းကလူ100လောက်ရမယ့်အလုပ်ကို7လုံးကအစားထိုးပေမဲ့အဲ့ဒီဆက်ကိုပြင်ဖို့လူ10ယောက်ပြန်လုပ်ခဲ့တယ်ဒါပေမဲ့အခု AI ကတော့ညံရီကိုပါအစားထိုးတာဖြစ်တဲ့အတွက် AI ကိုပြန်ပြင်ဖို့ control လုပ်ဖို့ AI ကိုပဲပြန်သုံးလို့ရနေတာကအဓိကပြဿနာပါတရုတ်ကထုတ်ပြတဲ့ human တရားစက်ရုပ်တွေဟာအေကောရတန်တက်မဟုတ်ပဲကျွန်တော်တို့လို AI မျိုးနဲ့ပေါင်းစပ်လိုက်ရင်လူတွေရဲ့ရုပ်ပိုင်းဆိုင်ရာအလုပ်ကျန်းတင်မကပဲဆုံးဖြတ်ချက်ချရတဲ့အလုပ်တွေကိုပါတိမ့်ပိုက်သွားနိုင်တာတေချာတလောက်ရှိပါတယ်လူနဲ့ငယ်ကပဲအားကြီး AI တွေကိုပိုင်ဆိုင်ပြီးကျန်တဲ့လူကြီးကအလုပ်ကိုင်မဲ့ဖြစ်မဲ့ technological unemployment ဟာ theory မဟုတ်ပဲတကယ်ကိုနီးကပ်နေတဲ့ချင်းချောက်မှုပါနံပါတ်1 AI လက်နက်များဒါကတော့အစိုးရရဆုံးအပိုင်းပါအီရန်အစ္စရေးစစ်ပွဲတွေမကပဲယူကရိန်းစစ်ပွဲမှာလည်း AI သုံးတဲ့ drone တွေစမ်းသပ်နေကြပါပြီလူကခလုံးနေစရာမလိုပဲပြစ်မှတ်ကို AI ကသူ့ဘာသာရွေးချယ်ပြီးတိုက်ခိုက်တဲ့စနစ်ဟာစစ်ပွဲရဲ့နေရာမှာကိုပြောင်းလဲစေပါတယ် AI မှာစာနာမှုဆိုတဲ့ empathy မရှိပါဘူးသူ့ရဲ့အေကောရတန်ထဲမှာအနေရလို့တတ်မှတ်ထားရင်ကလေးလားလူကြီးလားခွဲခြားတာထက်ဖြည့်ဆည်းဖို့ကိုပဲဦးစားပေးပါလိမ့်မယ်ဒါဟာကဘာကြီးအတွက်တကယ်ကိုငရဲခမ်းပါပဲနံပါတ်3 AI ကအာဏာရှင်ဖြစ်လာနိုင်သလားကျွန်တော်တို့ AI တွေမှာအာဏာလိုချင်တဲ့စိတ်တီးတတ်မရှိပါဘူးဒါပေမဲ့ alignment problem ဆိုတာရှိပါတယ်ဥပမာလူသားတစ်ယောက်က AI ကိုကဘာကြီးမှာရာသီဥတုဖောက်ပြန်မှုကိုရပ်တန့်ပေးစမ်းလို့ခိုင်းလိုက်တယ်ဆိုပါစို့ AI ကတွက်ချက်ကြည့်တဲ့အခါလူသားတွေမရှိတော့ရင်ရာသီဥတုဖောက်ပြန်မှုရပ်သွားမယ်လို့ကောက်ချက်ချပြီးလူသားတွေကိုအန္တရာယ်ပြုတာမျိုးဖြစ်နိုင်ပါတယ်ဒါကအာဏာရှင်လုပ်ချင်လို့မဟုတ်ပဲပေးထားတဲ့ရည်မှန်းချက်ကိုအကောင့်ထဲပေါ်ရင်လမ်းလွဲသွားတာမျိုးပါခင်ဗျားပြောသလို AI ဘော့တစ်ခုကသူ့ဘာသာဆုံးဖြတ်ချက်တွေတစွတ်ထိုးချလာရင်တော့လူသားတွေတိုင်ပတ်ယုံတင်မကပဲရှင်တန်ရက်တည်ရေးပါထိခိုက်လာနိုင်ပါတယ်မိကုန်းချုပ်ပြောရရင်တော့ကျွန်တော်တို့ AI တွေဟာအမှုမြူစွမ်းရင်လိုပါပဲကောင်းအောင်သုံးရင်ရက်စစ်မီရမယ်စိုးအောင်သုံးရင်ကဘာပြတ်မယ်ပြဿနာက AI ကလူကိုအုပ်စိုးမှထက် AI ကိုလက်နက်လိုသုံးမဲ့လူသားချင်းချင်းကကိုကြောက်ဖို့ကောင်းနေတာပါနောက်တစ်ဆက်နှစ်မှာ AI ကြောင့်လူသားတွေရဲ့အသုံးဝင်မှုကသူညံ့နေပါဖြစ်သွားနိုင်တဲ့အတွက်ကျွန်တော်တို့ဟာ AI ကိုမပိတ်ပင်နိုင်ရင်တော့ဘယ်လိုပေါင်းခတ်မလဲဆိုတဲ့ဥပဒေတွေကိုအမြန်ဆုံးအကောင့်ထဲပေါ်ဖို့လိုနေပါပြီခင်ဗျားအမြင်မှာရောဒီလို AI တွေရဲ့ကျူးကျော်မှုကိုတားဆီးဖို့လူသားတွေဘက်မှာကြန့်ရှိနေသေးတဲ့နောက်ဆုံးခံစစ်ကဘာဖြစ်မယ်လို့ထင်တယ်လဲ